တစ်ထောက်ပြတဲ့ La Crosse နဲ့ပတ်သက်တဲ့စဉ်းစားစရာတစ်ပေါက်မင်္ဂလာပါကိုခိုင် Chelsea fan page ကနေပြောင်းကျွန်တော်များအားလုံးကြိုဆိုပါရစေကျွန်တော်ခုခတ်မှာကျွန်တော် Chelsea အသင်းရဲ့ကွင်းလယ်ခံစစ်ကစားသမားဟောင်း Emmanuel Petit ထောက်ပြခဲ့တဲ့ La Crosse နဲ့ပတ်သက်တဲ့သူ့ပေါ်အမြင်လေးတချို့ပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာသုံးသပ်ဆွေးနွေးမှုလုပ်သားချင်ပါတယ်ကျွန်တော်လည်းအဲ့မတိုင်ခင်တော့ Petit ထောက်ပြတဲ့ point နောက်ကိုသတိမထားမိဘူးဒါပေမဲ့ तू ထောက်ပြတာမှန်တယ်ပြင်သစ်ကစားသမားတွေထဲမှာနောက်ခံလူတွေအနေနဲ့ Chelsea မှာဆိုရင်အကျိုးမပြုခဲ့တာများပြီဗျာ William Gallas Frank Leboeuf Dassey နောက်ပိုင်းမှာဆိုရင်အကျိုးပြုတဲ့ပြင်သစ်ခံစစ်ကစားသမားဆိုတာမရှိတော့ဘူးဆိုတဲ့ထောက်ပြချက်ပေါ့အဲ့တော့သူ့ရဲ့ထောက်ပြချက်အပြည့်စုံကျွန်တော်ပြောပြပေးပါမယ် Maxen ငားတဲ့ Chelsea ကိုပြောင်းရွှေ့တော့မှာလားတဲ့ဒါ Maxen ဆိုတာကတော့ La Crosse ရဲ့အရှိနာမည်ကိုခေါ်ထားတာပါChelsea မှာပြင်သစ်ခံစစ်ကစားသမားတွေအတွက်ချိန်စာတစ်ခုရှိနေပါတယ် Dassey နဲ့ William Gallas တို့နောက်ပိုင်းပြင်သစ်ခံစစ်ကစားသမားတွေက Chelsea မှာမအောင်မြင်ကြတော့ပါဘူးတဲ့လက်ရှိ Chelsea ရဲ့ဗဟိုခံစစ်ကစားသမားတွေကလည်း9ယောက်လောက်ထိရှိနေပါတယ်ကျွန်တော်ဒါ Maxen မှာဆိုရင် Chelsea ကိုပြောင်းဖို့စဉ်းစားမှာမဟုတ်ဘူးအဓိကတော့ Chelsea အသင်းရဲ့ဗဟိုခံစစ်မှုအရေးအတွက်ကတိတ်ကိုများပြားနေလို့ပါဒါပေမဲ့ Maxen က Chelsea ကိုပြောင်းဖို့ရွေးချယ်ခဲ့တာကတော့ manager သစ် Xabi Alonso ကြောင့်ပဲဖြစ်လိမ့်မယ်ဆိုပြီးထောက်ပြသွားခဲ့တာပါဒါလည်းကျွန်တော်ကစားသမားဟောင်းပဲ तू ကမကောင်းတာပြောတာတော့မဟုတ်ပါဘူး तू ရဲ့အမြင်ကို तू ပြောတာပါเนาะအဲ့တော့ तू ပြောရတဲ့မှာအချက်နှစ်ချက်ကအဓိကပဲပထမ3ချက်ပေါ့နှစ်ချက်မဟုတ်အချက်3ချက်ကအဓိကပထမတစ်ချက်ကဒီ Dassey နဲ့ William Gallas နောက်ပိုင်းအောင်မြင်တဲ့ Chelsea defender တွေမရှိတော့ဘူးဆိုတဲ့အချက်နောက်တစ်ချက်ကတော့ Chelsea မှာလက်ရှိခံစစ်ကစားသမားတွေများပြားနေတယ်ဆိုတဲ့အချက်နောက်ဆုံးတစ်ချက်ကတော့ Xabi Alonso ကြောင့် Chelsea ကိုသူရွေးချယ်ခဲ့တယ်ဆိုတဲ့အချက်ပေါ့နော်အဲ့တစ်ချက်ချင်းစီကိုကျွန်ညီကိုနဲ့အသေးစိတ်ပြန်လဲဆွေးနွေးပါမယ်မှတ်ပါတယ် Chelsea က Dassey နဲ့ William Gallas နောက်ပိုင်းမှာအောင်မြင်တဲ့တနည်းအားဖြင့်ပေးရတဲ့ပြောင်းရွှေ့ခြင်းနဲ့ထိုက်တန်တဲ့ခံစစ်မှုဆိုလို့တယောက်မှမရှိတော့ပါဘူး Wesley Fofana လည်းကျွန်ညီကိုတန်နေထင်လားပေးရတဲ့ပြောင်းရွှေ့ခြင်းနဲ့သူရနေတဲ့လောက်ခပမာဏနဲ့သူရနေတဲ့ဒဏ်ရာတွေနဲ့ဆိုရင်ဒါလုံးဝမတန်တဲ့ကစားသမားဖြစ်ပါတယ် Badia Shai နဲ့ Azel Disasi တို့ဆိုရင်ပြောမနေနဲ့တော့တိုးတော့ကျွန်တော်ပိုက်စိတ်တိုက်ပြီးလိုက်လေးလာကြည့်တော့နောက်ခံကစားသမားတွေမဟုတ်ဘူးပြင်သစ်ကစားသမားတွေကနောက်ပိုင်းမှာ Chelsea အတွက်တော်အကျိုးမပြုတော့တာအန်ဂိုလိုကွန်တေနောက်ပိုင်းမှာဆိုရင် Chelsea အတွက်တကယ်တင့်တော်မှန်ကန်တဲ့လူခေါ်မှုကဘာလို့လဲဆိုပြီးပြောပြရမှာတော့တော်တော်လေးခက်တယ် Christopher Nkunku Leipzig မှာတော့ဂျေလေကောင်းတယ်ကျွန်တော် share မျော်လင့်ခဲ့တာတကယ်ကောင်းတာနော်ကမ္ဘာအဆင့်တိုက်စစ်မှုတယောက်ရဲ့ခြေသွမ်းမျိုး Leipzig မှာပြသခဲ့တာ Chelsea ကတော့ flop တာပဲလေကျွန်တော်နောက်ထပ် Malo Gusto တို့ရှိမယ်လိုင်ယုံမှာသူ့ထိုက်လျောက်အဆင်ပြေတယ် Chelsea ရောက်တော့ကောင်းတယ်လို့မကောင်းတယ်လို့မျိုးနဲ့ဖြစ်နေတယ် Katzuma လည်းရှိခဲ့သေးတယ် Chelsea မှာအောင်မြင်သွားလားဆိုတော့လည်းမအောင်မြင်ပါဘူးအဲ့ပြောမယ်ဆိုရင်ချိန်စာတစ်ခုလို့ဖြစ်နေတာနောက်ခံကစားသမားတွေတွက်တင်မဟုတ်ပါဘူးဒီပြင်သစ်ကစားသမားတွေထဲမှာကျွန်တော်အန်ဂိုလိုကွန်တေနောက်ပိုင်းဘယ်သူမှ Chelsea ကိုမမေရအကျိုးပြုခြင်းမရှိတော့ဘူးလို့ပဲထင်ပါတယ်ချိန်စာထက်ဆိုင်ဘယ်လိုပြောမလဲစိတ်ပိုင်းဆိုင်ရာအရာ La Crosse အနေငယ်ထိခိုက်သွားမှလေးတော့ကျွန်တော်စိုးရိမ်တယ်ဒါပီတစ်ပြောတာအမှန်ပဲဒါပေမဲ့ La Crosse ရဲ့စိတ်ပိုင်းဆိုင်ရာအရန် strong ဖြစ်နေရင်တော့ဒီပြင်သစ်ကစားသမားတွေ Chelsea မှာတိတ်နောက်ပိုင်းမအောင်မြင်တော့ဘူးဆိုတာပြဿနာတရက်ဖြစ်မယ်လို့တော့ကျွန်တော်မထင်ပါဘူးခင်ဗျဒီကိုလိုပလုံးသားခြင်းနေဆိုရင်တော့ football kit မှာ iBet ကိုငါးသလုံးမဲ့ sports ကိုနဲ့ one sport ကိုယုံကြည်စွာကစားလို့ရတယ်လို့ဘက်ဝင်နဲ့လည်းကစားနိုင်ပါတယ်အသေးစိတ်နေဆိုတော့ဘယ်နံပါတ်39ကို6သလုံး9သလုံး5သလုံးမှာဆက်သွယ်ဆုံးဖြတ်မေးမြန်းလို့ရပါတယ်ကဲနောက်တစ်ပိုင်းလက်ရှိ Chelsea ရဲ့ခံစစ်ကစားသမားတွေများပြားနေတဲ့အပေါ်ဒါပီတစ်ပြောသွားတဲ့အမြင်ကိုတော့ကျွန်တော်တိတ်လက်မခံဘူးရှေ့ရတစ်ပိုင်းကိုလက်ခံတယ်နော်ဘာကြောင့်လက်မခံလဲဆိုတော့Chelsea ကအဲ့ဒီခံစစ်ကစားသမားတွေတော့ရောင်းမှာများပေမဲ့အရေးတွက်ပဲရှိတာအရေးချင်းဘာမှမရှိဘူးပြီးခဲ့တဲ့ဘောလုံးရသည်ကလေးကအဲ့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့တောက်လျှောက်ဆွေးနွေးခဲ့ပြီးပြီလဗိုင်းကိုဝဲတယောက်ပဲယုံကြည်လို့ရတယ်ကျန်တဲ့ခံစစ်မှုတွေကယုံကြည်လို့မရဘူးဘယ်သူပဲပြောဗျာ Wesley Fofana ဆွမ်းဆောင်ရေးပိုင်းကောင်းတယ်ဆိုရင်တော့မှအားနေရနေဒဏ်ရနေတာ Azel Disasi Badia Shai Trevor Chalobahအကုန်တူပဲနော်တိုးစင်အာရယာဘီယိုဘယ်သူပဲပြောဒီလိုအခြေအနေမျိုးကျွန်တော်တို့လည်းမြင်တယ်သူတို့လည်းမြင်ပါပဲအဲ့ဒါကြောင့်Chelsea ရဲ့တာဝန်ရှိတဲ့သူတွေအနေနဲ့ Xabi Alonso စိတ်ကြိုက်ဖြစ်အောင် La Crosse ကိုခေါ်ပေးတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အခု Chelsea ရဲ့စုဖွဲ့မှုဟာခန်းစစ်ကစားသမားတွေများနေမယ်အဲ့ဒီထဲမှာရောင်းမဲ့ကစားသမားအနည်းဆုံး4ယောက်လောက်ရှိတယ်တိုစင်ဟိုတောင်မှ Xabi Alonso ကကြိုက်တယ်ပြောထားလို့သတင်းမထွက်တာတကယ်လို့ Xabi Alonso မကြိုက်ဘူးဆိုတိုစင်လည်းရောက်မှာအဲ့တော့ဘယ်လိုစဉ်းစားကြည့်လိုက်ဗျာခန်းစစ်မှုတွေများပြားနေပေမဲ့တေချာတာဆိုလို့ Wesley Fofana နဲ့ Levine Kowe 2ယောက်လောက်ပဲရှိတယ်ကျန်တဲ့သူတွေဖြစ်တဲ့ Trevor Chalobah Badia Shai Azel Disasi စတဲ့ကစားသမားတွေကလစ်မှာအဲ့ဒါဆိုရင်ခံစစ်တန်းမှာ3ယောက်ပဲကျန်တော့မယ်3ယောက်တန်းခံစစ်နဲ့Xabi Alonsoကစားမယ်ဆိုရင်နောက်ထပ်ခံစစ်မှုအနည်းဆုံး2ယောက်တော့ခေါ်ရမယ်
အဲ့ဒါကြောင့် La Cruz ကိုခေါ်လိုက်တဲ့လောက်ရက်ကတော့ Chelsea မှာလက်ရှိခံစစ်မှုများပြားနေခြင်းမများပြားနေခြင်းနဲ့မဆိုင်ဘူးဗျခံစစ်မှုကခေါ်ရမယ်အခြေအနေဖြစ်ပါတယ်တကယ်တော့ La Cruz တယောက်တည်းမဟုတ်ဘူးနောက်ထပ်ခံစစ်မှုတယောက်ကိုလည်းခေါ်ဖို့မဖြစ်မနေလိုအပ်ပါတယ်ကဲနောက်ဆုံးပိုင်း Xabi Alonso ကြောင့် La Cruz က Chelsea ကိုရွေးချယ်ခဲ့တယ်ဆိုတဲ့အမြင်ကတော့ကျွန်တော်နဲ့တူတယ်ဒီပြတယောက်ရဲ့ရေးပါပုံကတိတ်ကိုအသင်းအတွက်ခန်းနာတယ်ဗျဘာကြောင့်လဲဆိုတော့Xabi Alonso လိုနီးပြရဲ့လက်အောက်မှာမကစားခြင်းနဲ့ကစားသမားဆိုတာခက်ရှာ तू က proven လုပ်ခဲ့ပြီးသား manager လी Real Madrid မှာမအောင်မြင်တာတော့စကားအဖြစ်နဲ့ထဲ့ကိုမပြောသင့်ဘူးဗျာ Madrid ကပွင့်လင်းပြောနီးပြကိုဒီတိုင်းပဲခန့်ထားလိုက်တဲ့အတင်းကစားသမားတွေကသူတို့ကကောင်းနေပြီးသားတကယ်တမ်းအတင်းကိုနီးပြတယောက်ရဲ့အရေးသွေးပိုင်းနဲ့ authority အပြည့်ပေးတယ်လုတ်ပိုင်ခွင့်အပြည့်ရမယ်ဆိုရင် Xabi Alonso ဒီ Leverkusen ကိုဘယ်လိုလုပ်ပြခဲ့တယ်လဲအဲ့တော့ Chelsea ကလည်းဒုတိယ Leverkusen ပုံစံမျိုးXabi Alonso ထုစစ်လာနိုင်တဲ့အသင်းလေအဲ့ဒါကြောင့်3ဘက်မှာ CCB တနေရာလဲကစားလို့ရတယ်တခြား SCB RCB တွေလည်းပြောင်းကစားပေးနိုင်တဲ့ La Cruz လို player မျိုးတော့ Xabi Alonso ကလိုချင်မှာပဲ Xabi Alonso အနေနဲ့လည်းဘလို့ပုံတန်ထားကစားမယ်ဆိုတာ La Cruz ကိုစီယုံသိမ့်သွင်းမှာပဲအဲ့ဒါကြောင့်ကျွန်တော်တို့ La Cruz အနေနဲ့အပြင်သစ်သားတွေ Chelsea မှာမအောင်မြင်တာချိန်သာဘာညာဆိုတာတော့စိတ်ပိုင်းဆိုင်ရာအရာပဲနည်းနည်းလေးရိုက်ခတ်မှုရှိမယ်လို့ထင်တယ်တကယ်လက်တွေ့အခြေအနေမှာတော့ La Cruz အတွက် Chelsea ကအားအယံကောင်းပါတယ်ခင်ဗျ